တမိုင်းဝင်လို့ကင်ပွန်းတက်ရတယ်လေဆိုရင်တော့ဝမ်းတာလို့ဘာဖြစ်လို့ဝမ်းတာရတယ်လဲကျွန်တော်တို့ချင်းလန်းကောင်စီမူဝါဒအတိုင်းအခုကဒါဝေးတပ်ဖွဲ့ကတွားနေပြီဖြစ်တဲ့အတွက်ကျွန်တော်ကဝမ်းတာနေတာဘာဖြစ်လို့ဥပ္ပေကုန်းအဲ့ဒါဆိုရင်ဒါစစ်နိုင်မှာလားလို့ခင်ဗျားတို့မေးရင်တော့ဟုတ်တယ်နိုင်မှာဖြစ်ပါတယ်လို့ဖျားသခင်ကလည်းပြောပြီးသားညီငွတ်တဲ့နေရာမှာအောင်ပွင့်ချတယ်တဲ့ဒါအမှန်ကန်ပဲဆိုတော့ခုနပြောထားတဲ့အတိုင်းပဲ MOD စစ်စင်ရေးလို့နာမည်တက်ထားအဲ့ဒါကိုထိုက်ကဒါကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ချင်းပြည်တပ်ဖွဲ့တွေကစစ်စင်ရေးလုပ်နေတာဘယ်နေရာမှာလုပ်နေတယ်လဲဆိုတာကျွန်တော်ပြောဖို့မလိုအပ်ပါဘူးတော့တော့ကျွန်တော်ပြောရမှာကတော့ဒီကာကွယ်ရေးဝန်ကြီးဌာနကဘယ်လိုတွားနေတယ်လဲချင်းလင်းကောင်စီနဲ့ဘယ်လိုဆက်ဆက်ရှိတယ်လဲချင်းလင်းအစိုးရနဲ့ဘယ်လိုဆက်ဆက်ရှိတယ်လဲဆိုတဲ့ဥစ္စာကတော့သိဖို့တော့လိုမယ်ခုနဟာကတ်ကနေပြောပြတာပါကာကွယ်ရေးဝန်ကြီးဌာနဟာဆိုရင်တော့ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေအရချင်းပြည်အစိုးရအောက်မှာပဲရှိတယ်ချင်းပြည်အစိုးရကလည်းချင်းလင်းကောင်စီအောက်မှာရှိတယ်အဲကြောင့်ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ချင်းပြည်အစိုးရတပ်ဖွဲ့ချင်းလင်း government force လို့နာမည်ပေးထားတဲ့ဟာကအခုကောင်ထည့်ဖို့နေပြီဖြစ်ပါတယ်ဒီနေရာမှာသူတို့ကစစ်တိုက်နေတယ်လူလဲပြင်ပနေတယ်အင်အားလဲအထိုက်အလျောက်ကျွန်တော်တို့ကရှိပြီးရှိတဲ့အတွက်ဘာလို့အပ်တယ်လဲဆိုရင်ငွေကြေးလိုအပ်နေတယ်ဒီငွေကြေးလိုအပ်နေတဲ့ဥစ္စာကဘာတော့ကနေတစ်စစ်ပြည်သူလူထုကိုတောင်းဆိုနေတာဖြစ်ပါတယ်အဲ့တော့အရင်တုန်းက one budget one command one control ဆိုတဲ့ဥစ္စာတွေကတဖြည်းဖြည်းရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်ပြည်သူလူထုတွေကတော့မင်းကကျွန်တော်တို့ကိုအနုနည်းဖြင့်ဖိအားပေးနေတယ်ကျွန်တော်တို့ဖိတ်ကတော့ကြက်ကြက်တယ်လို့ခေါ်မှာပေါ့ကျွန်တော်တို့လူချင်းတဲ့အတိုင်းတော့ဆိုးဆိုးရှိရှိအဲ့ဒီချင်းပီကကွေးတပ်ဖွဲ့ကပုံမလာခဲ့တာကတော့ကျွန်တော်တို့အားနေချက်ဖြစ်တယ်ဟုတ်တော့နောက်ကျပေမဲ့လို့အခုပေါ်လာပြီဖြစ်တဲ့အတွက်ပြည်သူလူထုများစပေါ်တာများဝမ်းသာပေးကြပါကူညီပေးကြပါဒါတွေကတော့ကျွန်တော်တောင်းဆိုချင်တယ်ဒါသမီးတွေမလိမ္မာလို့ပစ်ထားရမယ်ဆိုတဲ့ဥစ္စာကတော့ဒါတဘာဝမကြဘူးမိဘဆိုတာကိုသားသမီးလိမ္မာလာပြီဖေဖေမေမေဒီစကနားထောင်လာပြီဆိုရင်တော့ဆက်လက်ပြီးတော့မှအရင်တုန်းကထက်တောင်မှပို့ပြီးတော့မှဖောက်ပတ်ကူညီရမှာဖြစ်ပါတယ်ဇက်တီပေးရမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တာပါတော်လှန်ရေးဟာဆိုရင်တော့အလုံးတီးတဲ့တိုင်းပဲပြည်တွင်းတစ်ခုထဲနဲ့မရပါဘူးပြည်ပပြည်တွင်းဥပေါက်မှတာလင်နိုင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အထုသဖြင့်ချင်းဒီဟာဆိုရင်တော့သူများတွေလို့ငွေကြေးရှာတာမဟုတ်ပါဘူးသူများတွေကတော့တချို့ကတော့ဘလို့ရှာကြတယ်လဲဆိုတော့မပြောချင်ပေမဲ့လို့ချင်းဒီရဲ့ငွေကြေးရှာတဲ့ပုံစံဟာဆိုရင်တော့တော်လှန်ရေးမှာ CNA ကအစကတည်းကပဲဖြစ်ဖြစ်အခုချိန်ထိကျွန်တော်တို့ CDF တွေအားလုံးပဲဖြစ်ဖြစ်အခုချင်းပြည်ဆိုတဲ့တပ်ဖွဲ့ပဲဖြစ်ဖြစ်ငွေကြေးကိုရှာဖွေတဲ့ချိန်မှာတန်လေးနဲ့ငွေဖြူကိုကျွန်တော်တို့ရှာနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ပြည်ပမှာရှိတဲ့ကျွန်တော်တို့စပေါ်တာတွေကတာလင်းမထောက်ပံ့ဘူးဆိုရင်တော့ကျွန်တော်တို့ဇက်တောက်သွားမှာဖြစ်ပါတယ်ဒါကပွင့်ပွင့်လင်းလင်းပြောရမှာပဲအခုချိန်ထိဇက်တီနိုင်တယ်ဆိုတဲ့ဥစ္စာကတော့ပြည်ပမှာရောက်နေတဲ့အားလုံးကဝိုင်းဝန်းကူညီလို့တာကျွန်တော်တို့ဇက်တီနိုင်ခြင်းဖြစ်ပါတယ်အခုကစိတ်ဓာတ်မကျစရာတခုကိုကျွန်တော်ပြောမယ်အားလုံးကတော့တိုင်းရင်းတို့မှာစစ်တပ်ကရှိပြီးဘာတွေညာတွေလိုက်ပေါ်မှာခင်ဗျားတို့တွေ့လိမ့်မယ်တော့ကျွန်တော်တို့ဟာဆိုရင်တော့အခုကအင်အားအကောင်းဆုံးဖြစ်နေတဲ့အချိန်ဆိုတဲ့ဥစ္စာကိုလည်းမမေ့ဖို့အတွက်ကျွန်တော်သတိပေးရှင်းပါတယ်ဘာဖြစ်လို့အင်အားကောင်းနေတယ်လဲဆိုရင်တော့စီလုံးပြီးတော့မှစုလိုက်နဲ့ကျွန်တော်တို့တိုက်ခိုက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဒါကတော့နိုင်ကိုနိုင်ရမှာဖြစ်ပါတယ်ဒါကတော့အသေးချပါပဲကျွန်တော်ဝမ်းတာနေတဲ့အချိန်ဖြစ်နေတယ်အခုဟာဆိုရင်တော့အရင်တုန်းကတော့တယောက်တစ်ပေါက်တိုက်ကြတယ်တယောက်တစ်ပေါက်ခိုက်ကြတယ်နိုင်ကြတယ်နာမည်ကိုဂုဏ်ယူကြတယ်နာမည်ကိုရအောင်တို့လှုပ်ဆောင်ကြတာဖြစ်ပါတယ်အခုကျတော့ရဲဘော်တွေကလည်းသဘောပေါက်ကုန်ပြီကျွန်တော်လူကြီးတွေကလည်းသဘောပေါက်ပြီနာမည်ရဖို့မဟုတ်ဘူးပြည်သူလူထုအတွက်စစ်နိုင်ဖို့ဆိုတဲ့ဥစ္စာအဓိကထားလာပြီအခုက CB ကနိုင်တယ်ဆိုတာတွေ CC ကနိုင်တယ်ဆိုတဲ့ဥစ္စာတွေကလူတွေကစိတ်ဝင်စားကြတော့ပါဘူးတော့ရဲဘော်တွေလည်းစိတ်ဝင်စားပါဘူးကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားပါဘူးဘာကြောင့်လဲဆိုရင်တော့ချစ်ပြည်နယ်မှာစကစကင်းစင်ဖို့အတွက်အရေးကြီးတယ်ဆိုတာကျွန်တော်တို့ကသဘောပေါက်ပြီဥပမာပြောရမယ်ဆိုရင်တော့အခုကဘလောက်စီလုံးမှုရှိတယ်လဲဆိုရင်တော့ကျွန်တော်တို့အထက်ကိုတော့ရှင်းလင်းကောင်စီအထက်မှာကိုတော့ပြောမနေနဲ့တော့အခုကျွန်တော်တို့ညီကိုဒီဖြစ်တဲ့ CBD ဖက်ကိုလည်းကြည့်မယ်ဆိုရင်လည်းပဲ
တူတကွာစစ်တိုက်ကြတယ်စစ်တိုက်ကြတယ်ဥပမာတိရိမ်တို့ထန်တလာတို့ဟာခါတို့ကိုစစ်တိုက်မယ်ဆိုရင်တော့ CB operation တို့ CC operation တို့ကခက်စားမှာမဟုတ်တော့ပါဘူးအဲ့တော့ CB operation နဲ့ပဲတိရိမ်ကိုတိုက်ရင်လည်းပဲ CC ကတိုက်ရင်လည်းပဲကျွန်တော်ကျင်တတ်တယ်စစ်နိုင်ဖို့ကအဓိကနာမည်ကမရှိမချီတော့ဘူးရင်တော့ကတော့ကျွန်တော်တို့ဘောတဘောမပေါက်ခဲ့တော့ CC ကနိုင်တယ် CB ကနိုင်တယ်ဆိုတဲ့ဥစ္စာလောက်နေပဲအဲ့ဒါနဲ့ပဲတာနေကြတာဖျားတခင်ကကြည်နေတယ်ဖျားတခင်ကကြည်နေတော့ဒီလူတွေကမဟုတ်တော့ဘူးသားသမီးတွေမဟုတ်တော့ဘူးဆိုပြီးတော့ခုကျတော့စကားစကိုအင်အားထဲလာပြီးတော့မှကျွန်တော်ချစ်တောင်ဝင်လာတဲ့ခါကျတော့ကျွန်တော်တို့အားလုံးသဘောပေါက်တယ်အဲ့ဒါကြောင့်အခုနဆောင်ပုတ်ထားတယ်လို့change and revive ပြောင်းလဲနိုးကြပါလို့ကျွန်တော်ကဒီပုတ်တက်ပြီးတော့ဒီနေ့ကဗာတော့မှထိုင်နေတာပြောင်းလဲပါနိုးကြပါပြန်လေနိုးကြပါအဲ့ဒါကြောင့်ကျွန်တော်တို့ကတော့နာမည်ဒီပါတွေကအဓိကမဟုတ်တော့ဘူးစစ်နိုင်ဖို့အဓိကဖြစ်ပါတယ်အဲ့တော့line ပေါ်မှာကျွန်တော်အနုညွတ်တောင်းပန်ခြင်းတဲ့ဥစ္စာကတော့သူတို့ကတော့ဘာလို့ပြီးတယ်ဒီလိုပြီးတယ်လို့သူတို့ပြောကြတယ်ထင်တယ်ကျွန်တော်ကတော့ဘသူဘဝလို့ကျွန်တော်မပြောချင်ဘူးချင်းဒီအားလုံးကိုကျွန်တော်ဖာချင်တယ်အနုညွတ်တောင်းပန်ခြင်းနဲ့ဖာချင်တဲ့ဥစ္စာကတော့ line ပေါ်မှာစာရေးရတော်၎င်းစကားပြောတာတော်၎င်းခုကမကောင်းတဲ့ဥစ္စာမပြောပါနဲ့မကောင်းတဲ့ဥစ္စာဆိုတဲ့ဥစ္စာကတော့လိန်ပြီးတော့မပြောပါနဲ့ဖန်တရားကိုတော့ပြောပါရေးပါရပါတယ်ဒါမြည်ကြပါပဲဘူပိကုဖားတယ်ဆိုရင်တော့ဖားတဲ့အကြောင်းထောက်ပြပါအဖန်တရားပဲဖြစ်မှာပါတုတ်တော့မဖန်မကံပဲနဲ့CB နစ်နာအောင်မရေးပါနဲ့ CC နစ်နာအောင်မရေးပါနဲ့ဒါမျိုးတွေကတကယ်ကျွန်တော်တို့မြေပြင်မှာစီလုံးနေပြီဘာဖြစ်လို့နိုင်ငံခြားမှာနေတဲ့မီဒီယာလုပ်နေတဲ့သူတွေကအဲ့ဒီလိုရှောက်လုပ်နေကြတာလဲဒါမလုပ်ပါနဲ့ဒါကျွန်တော်တောင်းပန်ခြင်းတယ်ဆိုတော့အဲ့လိုမျိုးလူတွေကတတိလက်ထားကြပါမကောင်းပါဘူးအဲ့ဒါတွေကိုကျွန်တော်ကတခုတော့ပြောချင်တယ်နောက်ဆက်ပြောရမယ်ဆိုရင်တော့အခုက one comment ဖြစ်သွားပြီ one control ဖြစ်သွားပြီ one army ပုံစံကဖြစ်လာပြီဆိုတော့ကျွန်တော်တရင်ကောင်းတစ်ခုပြောမယ်ဘယ်အဖွဲ့ကလဲဆိုလို့ဆိုတော့ကျွန်တော်မပြောသေးဘူးကျွန်တော်တို့ပြည်ထဲဝန်ကြီးကခီးသွားတယ်ခီးသွားတဲ့ချိန်မှာကျွန်တော်ပြောပြတာကတော့တချို့အဖွဲ့ဆိုရင်တော့တဲ့ချင်းပြည်အစိုးရတပ်ဖွဲ့မှာပဲအကုန်လုံးနေချင်တယ်တဲ့ထောက်ပံ့နိုင်ပြီဆိုရင်တော့သူပြောသေးတယ်ဆိုတော့ကဲဦးရှမွေးတော့ထောက်ပံ့နိုင်မလားကျွန်တော်စိန်ခိုးပြီကျွန်တော်တို့ကတပ်ဖွဲ့ထဲမှာနေတော့မယ်CDF ဆိုပြီးတော့မှအရင်တော့ကလို့နေလားငါလားဆိုတာကျွန်တော်တို့ကစိတ်ဝင်စားတော့ဘူးချင်းပြည်အစိုးရတပ်ဖွဲ့နေတဲ့ပဲခိုင်ခိုင်မှာဇက်တီချင်တယ်ဒါတော့ဟုတ်ပြီကျွန်တော်တို့ကအခုစလာပြီထောက်ပံ့နိုင်မလားကဲစိန်ခေါ်လိုက်ပြီဆိုတော့ဒါက one comment one control one budget one army ဖြစ်ပြီဆိုတော့ဥစ္စာကျွန်တော်တို့တွားနေပြီဆိုတော့တခါတလေကျတော့ကျွန်တော်တို့ဖေကရေဒီဖြစ်တဲ့ချိန်မှာခင်ဗျားတို့ဖေစိတ်ကောက်သွားမယ်ဆိုရင်တော့ဒါမဟုတ်တော့ဘူးနော်စိတ်မကောက်စတာစိတ်မကောက်စတာအဲ့တော့ one army ဖြစ်ဖို့အတွက် one budget လိုအပ်တယ်ကိုက one budget သွားတော့မှာချင်းပြဆွတ်တပ်ဖွဲ့ကိုတီးတက်လေးနဲ့ငွေရှာပြတော့မယ်လင်းနေခရရှာပြမယ်ကပ်လုပ်ပေးတယ်လို့ပေါ့ချင်းလက်ဒီ face group ကပ်လုပ်ပေးတယ်လို့ဒါလင်းနေခရကုန်လို့သူတို့တောင်းယူတယ်ဆိုတော့အရင်တော့ကတော့ထမင်းကိုတယောက်တစ်ပေါက်စားခဲ့ကြတယ်နော်ငငယ်တုန်းကစီရတဲ့ခါကျတော့မိဘတွေကခိတ်မင်းတို့ထမင်းတယောက်တစ်ပေါက်မစားကြနဲ့ထမင်းကုန်တယ်လို့ပြောကြတာပေါ့အခုကအရင်တော့ကလို့မဟုတ်တော့ဘူးတယောက်တစ်ပေါက်မနေချင်တော့ဘူးစီစီလုံးလုံး one budget လဲတွားချင်နေပြီ one army လဲတွားချင်နေပြီ one command ဖြစ်သွားပြီ one army ဖြစ်သွားပြီဆိုတော့ချင်းပြည်အစိုးရတပ်ဖွဲ့အတွက်ငွေရှာပြကြပါလို့ကျွန်တော်ဖာချင်တယ်ငွေရှာပြကြပါ CDF မရာအတွက်တိတမရှာနဲ့တော့ CDF ဆိုဖေအတွက်တိတမရှာနဲ့တော့နော်ဒါကကျွန်တော်တို့ချစ်ပြည်အစိုးရတပ်ဖွဲ့မှာပဲကျွန်တော်တို့စီစီလုံးလုံးနေမယ်ဆိုရင်တော့ချစ်ပြည်အစိုးရတပ်ဖွဲ့နေတယ်ပဲငွေရှာပြတော့ပါလို့ကျွန်တော်ပြောချင်တယ်အားဒါမှသာတဖြည်းဖြည်းဆူစီပြီးတော့မှသူများတွေကခဏခဏတယောနေတဲ့ဥစ္စာကျွန်တော်ဟိုဖက်တွန်းစာနဲ့ခမ်ပတ်တွားတော့ကဘာပြောတယ်လဲဆိုရင်တော့ကချင်ကစစ်အရာရှိတယောက်စစ်ဒေသမှုတောင်ခါမှာပြောတယ်လဲဆိုရင်တော့တဲ့ချင်းလက်ကောင်စီဥက္ကဋ္ဌရဲ့တဲ့ဒီမြန်မာနိုင်ငံမှာအများဆုံးကားတဲ့
စစ်ချုပ်တွေများသလားမင်းတဲ့စီဦးစစ်ချုပ်တွေများလုံးဝရှိတယ်လို့ကျွန်တော်ပြောတယ်အာဒါလေဘူးကြီးဗာလေဆရာကြီးဘူအဲ့ဒါကတော့ကောင်းလာပါ change တဖြည်းဖြည်းလုပ်ပြီးတော့မှစူးစီးလာမယ်ဆိုပြီးတော့မှသူကလည်းရည်သေးတယ်ဆိုတော့ဒါတွေကကျွန်တော်တို့ကလိုချင်လို့မဟုတ်ပါဘူးအစပထမစကရေကတယောက်တစ်ပေါက်နဲ့စခဲ့ကြတာပါဒါအပြစ်မတင်ကြပါနဲ့အခုကျတော့ပြန်ပေါင်းလာပြီလေဥပမာတရားကြီးမှာလည်းပဲအရင်တော့ကကျွန်တော်ကာကွယ်ရေးတစ်ခုတည်းမပြောဘဲနဲ့တော့တရားကြီးကိုပြောမယ်တရားကြီးအစီအဝေးကျွန်တော်တို့ဒေသန္တရဒီအားလုံးနဲ့ကျွန်တော်တို့လုပ်ခဲ့ကြတယ်ကျွန်တော်တို့ကလူကြီးအနေနဲ့လာဖိတ်ကြတော့ဆွေးနွေးကြတာပေါ့အဲ့ဒီတရားကြီးမှာနာမည်တော့အဖွဲ့အစည်းတွေတော့မပြောဘူးပေါ့နော်တချို့ကပြောတယ်အရင်တော့ကတော့တဲ့ဒေသန္တရကျွန်တော်တို့တရားရုံးကအမြင့်ဆုံးလို့သတ်မှတ်တယ်တဲ့အဲ့ဒီတော့ကကျွန်တော်တို့ချင်းလဲအဖက်ကပါဝေဖန်တယ်ဆိုရင်တော့မဟုတ်သေးပါဘူးတဲ့ဒေသန္တရတပ်ဖွဲ့မှာစီရင်ချက်အပြည့်ပြည့်ဆိုလို့ဆိုတာမဟုတ်သေးဘူးလို့သူတို့ဝေဖန်ကြတယ်ကျွန်တော်သူတို့ကိုပြောပြတယ်မဟုတ်ဘူးအဲ့ဒီသူတို့အခြေခံဥပဒေသူတို့ရဲ့အခြေခံစီမီနေရေးဆွဲတော့က CDF လေးတွေကတရားကြီးလဲလုပ်တယ်အဲ့ဒီချိန်မှာချင်းလန်းကမရှိသေးတော့ချင်းလန်းကောင်စီမရှိသေးတော့သူတို့ပြပြင်းဆုံးပေါ့သူတို့မဖားဘူးအခုကျတော့ချင်းလန်းကောင်စီရှိလာပြီအခြေခံဥပဒေလေးရှိလာတဲ့ခါကျတော့ချင်းလန်းတရားရုံးလေးရှိလာတဲ့ခါကျတော့သူတို့ကိုယ်တိုင်အဲ့ဒီဆွေးနွေးပွဲမှာပြုတ်ခဲ့တယ်လဲဆိုရင်တော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲသူတို့ဝန်ခံကြတာခုကျတော့ကျွန်တော်တို့တရားရုံးကပဲအမြင့်ဆုံးဖြစ်တော့မလဲချင်းလဲတရားရုံးရှိပြီပေါ့အဲ့ဒါမှအယူခံရမယ်ဆိုတာသူတို့ပြောတယ်အဲ့တော့တရားသူကြီးချုပ်ကလည်းရောက်ဝမ်းတာတယ်ဆိုတော့တခါတလေကျတော့လူကအချိန်အစင်တက်မဖြစ်တဲ့လို့မပြောင်းလဲတာရှိတယ်တချို့တခုကတော့အစင်တက်ဖြစ်တာမပြောင်းလဲချင်တာရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့ချင်းလဲရဲ့တိဆောက်ပုံကစင်တက်မဖြစ်တဲ့လို့မပြောင်းလဲတဲ့တာလည်းရှိတယ်နော်အဲ့ဒါပြည်သူလူထုနားလေပေးကြပါတော့အစင်တက်ဖြစ်ရတဲ့မပြောင်းလဲချင်တာကတော့အပြစ်ရှိတယ်အဲ့ဒါကတော့ငါအဲ့ဒါစင်အဲ့ဒါကတော့ကျွန်တော်တို့ကအားနေချက်ဗာလဲပြပြရမှာပါပဲဆိုတော့ဒီနေ့ဒီကုန်းပိုင်းမှာကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ CBD ကိုလည်းကျွန်တော်ပြောချင်တယ် CC လည်းကျွန်တော်ပြောချင်တယ်ကျွန်တော်ကတော့တစ်ချိန်လုံးထောက်ပြဆရာရှိနော်နှစ်ဖွဲ့စလုံးပဲထောက်ပြမှာပါနော်ဆိုတော့အခုကစစ်အတူတူတိုက်ကြတယ်လေဘာဖြစ်လို့ CBS စစ်မတိုက်ဘူးလို့တဖွဲ့တချို့ကပြောလိုက် CC ကစစ်မတိုက်ဘူးလို့ဒါမျိုးတွေမပြောနဲ့တော့ဒါကျွန်တော်လည်းမခံနိုင်ဘူးဖွဲ့စလုံးစစ်တိုက်တယ်အခုကစိတ်ထဲမှာကဲအစီအတော့စီတဲ့နဲ့ဟိုဘာလဲစီနေဒီစစ်ပြန်ဖြစ်မယ်မဖြစ်ပါဘူးကျွန်တော်သိတယ်အဲ့လိုမျိုးစိတ်ဓာတ်တွေမရှိကြဘူးငါတို့စက္ကစကိုဘလို့တိုးလှန်နိုင်မလဲဆိုတဲ့ဥစ္စာပဲကျွန်တော်ကောင်းထဲမှာပဲရှိတာဒါစက္ကစကိုအတူတူကဘလို့တိုးလှန်နိုင်မလဲဆိုတဲ့ဥစ္စာပဲကောင်းထဲမှာရှိတယ်လို့တခြားအတွေးမရှိတော့ဘူးလို့အဲ့ဒါပြောချင်တာအဲ့ဒါကြောင့်အခုချိန်မျိုးမှာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ဘယ်မီဒီယာပဲဖြစ်ဖြစ်မဟုတ်မဖန်တရင်တွေလှုပ်ပြီးတော့မှစီလုံးချင်းမရှိအောင်တမင်တကာလုံနေမယ်ဆိုရင်တော့အဲ့ဒါကတော့ဒါဖျားနေရင်ဆိုင်ရလိမ့်မယ်ဒါမကြိုက်လို့ကျွန်တော်ကဆိုတော့အဲ့ဒါလေးတွေကိုလည်းကျွန်တော်ဒီမနေ့ကပြောပြချင်လို့ကျွန်တော်ဗမာလိုအသုံးပြုနေတာဖြစ်ပါတယ်ဗမာလိုနဲ့သုံးနေတာဖြစ်ပါတယ်ဆိုတော့စပေါ်တာမြတ်ခင်ဗျာနောက်ဆုံးပြောချင်တယ်စပေါ်တာမြတ်ခင်ဗျာအခုကတော့ကျွန်တော်တို့ချင်းပီတူလူထုတွေလိုလားတောင်းတနေတဲ့တပ်ဖွဲ့ပုံစံကျွန်တော်ချင်းလဲကောင်စီမှာရှိနေပြီထိုနေ့၎င်းပဲအုပ်ချုပ်ရေးလဲပြီကျွန်တော်တို့တွားနေပြီတရားကြီးလဲတွားနေပြီဆိုရင်တော့ထောက်ပံ့ရမလားစစ်ထောက်ပံ့မလားရမလားငါခင်ဗျားတို့တဘောပါပဲအဲ့တော့ဒီနေ့ဇေးလေးကိုကျွန်တော်ဖွင့်စေနေအနည်းဆုံး1000မရဘဲနဲ့တော့ကျွန်တော်အားချေနေတာမတန်ဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်အားဒါကြောင့်ဒီနေ့တော့အနည်းဆုံးဒေါ်လာ1000ရအောင်စစ်တိုက်နေတဲ့သူတွေအတွက်အကြီးပုံငွေလိုအပ်နေတယ်အဲ့ဒီဥစ္စာကိုတောင်းဆိုနေတာဖြစ်ပါတယ်တောင်းနေတာဖြစ်ပါတယ်အားလုံးဖျားသခင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်